ပါကြည့်ရပါရှင်ကြည့်ရစီနေအကြတော့ဗီဒီယိုတင်လိုက်ကြပြီဆိုတော့ဒီနေ့တော့တင်ပေးရမှာဖြစ်ပါတယ်ဘဘကိုဗီဒီယိုလည်းတော့မရလို့ကြည့်ရဖြည်းဖြည်းထားပါတယ်တော့တက်တော်ရမှဖြည်းဖြည်းနဲ့တော့အကောင့်ကြည့်တော့ပါနော်တက်တော်အကောင့်သုံးတာပါရှိကျိုးကောင်းမှသုံးပါတော့ရဲ့ဒီရပါနော်မိထားတာလေးကိုကြည့်ရဖြည်းဖြည်းလိုက်ပါမယ်ဘာလဲဆိုတော့ဒီကအရှိတစ်ခါမှလည်းဖြည်းဖြည်းထားရပါနော်အဲ့ဘာခံရကိုဝင်မယ်ဝင်လို့ရှိရင်အဲ့မှာကိုယ်မှာပတ်ဆိုင်ရှိရဆိုလို့ရှိရင်အဲ့ပတ်ဆိုင်ကိုဖုန်းထဲကိုဝင်မယ်ဖုန်းထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဖုန်းထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့မှာပေါ့နော်ဖုန်းထဲကိုဝင်သွားလို့ရှိရင်တော့အဲ့ဒီပေါ့နော်အဲ့passport အကင်းထဲမှာဖုန်းလေးပြထားတာအဲ့ဖုန်းလေးရဲ့ကိုဝင်ပြီးသွားတယ်အဲ့မှာ robot ပုံစံလေးတွေ့လိုက်မယ်အဲ့ဒါလေးကိုပြန်အဲ့ဒါလေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်မြတ်လေးပါအောင်နော်အဲ့ပြကြရင်တော့တင်ပေးပါမယ်ခုကကြတော့ပေါ့နော်အဲ့ကင်းထဲမှာ robot မရှိသေးလို့ပေါ့နော်အဲ့ကင်းထဲမှာ robot တရားကိုသူက robot တစ်ခုပေးပါတယ်ကိုရန်ရဘူးလို့ပြောတာပေါ့နော်ဒီ T-shirt လေးရကြတော့ဒီ T-shirt ခပီပါရ T-shirt ကကြတော့ကိုယ့်ဘာတကလို့တော့မဟုတ်ပါဘူးအဲ့ robot တစ်ခုနဲ့ဝင်လိုက်ကြပေါ့နော်အဲ့ robot တစ်ခုနဲ့ဝင်လိုက်တော့ဂျူလီယာကျဲ robot ကကုံသွားပါရဲ့အားကြောင့်ပေါ့နော်ခဏအဲ့ဒီကနေလေတိခိုင်မြောက်ကြည့်ပြပါပေါ့နော်အဲ့ဒီကကြည့်ရတော့ချင်းနေရှိုးရကြပေါ့နော်ရှိုးရကြတော့ဒီပေါ်မှာကွန်တက်တာလေးတွေဟို TikTok မှာပဲလာမင်းထားကြရပေါ့နော် TikTok အကောင့်မရှိရပါဘူးသူများအကောင့်နဲ့မှားနေရပေါ့နော်သူများအကောင့်နဲ့မှားလို့ရှိရင်ဒီ YouTube မှာလာပြီးတော့အပ်ပေးလို့ရပါတယ်တကယ်ရှိရလိမ့်နာမဟုတ်ပါဘူးချလျာပေါ့နော်အဲ့ဒီမှာအမတယောက်ကရူဘက်ရအောင်လို့လည်းလုပ်ပြီးခဲ့ပါသေးရဲ့အဲ့ဒီအကောင့်လည်းသွားပြီးရောလိုက်ချယ်လေးလုပ်ပြီးခဲ့ပါဂျူးလေးကိုလည်းသွားပြီးရောများအောင်လို့ကြည့်ပေးခဲ့ပါရှင်အဲ့ဒီအကောင့်ကကျတော့ဒီရန်နေပါလို့နောက်နေ့ကျရင်ကြံတင်ပေးပါမယ်ဂျူလီယာအကောင့်တစ်ခုဖွင့်ထားရပေါ့နော်အဲ့မှာဗီဒီယိုမတင်ရသေးဘူးအကောင့်တစ်တော့ဖွင့်ထားရပေါ့နော်လီလီဆိုတဲ့အကောင့်နဲ့ဖွင့်ထားတာပါအဲ့ဒီပေါ့နော်ရောင်းမယ်ဆိုတဲ့ဖုန်းလေးနဲ့ပေါ့နော်အဲ့ဒီရောင်းမယ်ဆိုတဲ့ဖုန်းလေးနဲ့ကဂျူလီယာမရောင်းတော့ဘူးပေါ့နော်ဒါဆိုလို့ဆိုတော့အဲ့မှာအကောင့်ပြန်ဖွင့်လိုက်ပြီပေါ့နော်အကောင့်ပြန်ဖွင့်လို့ရပါလို့ပေါ့နော်အဲ့ဒါနဲ့အဲ့ဖုန်းနဲ့လည်းတင်ပါမယ်အဲ့တင်တဲ့အခါလေးကိုလိုက်ကြည့်ပေးဖို့လေဒါဆိုကျွန်မရဲ့ဂျူလီယာပေါ့နော်ဆိုတော့ဂျူလီယာပေါ့နော်ဂျူလီယာဗီဒီယိုတင်လေးကိုရေးထားရပေါ့နော်အဲ့ဒါလည်းအဒမ်တက်တော့ဂျူလီယာကကျတော့ဖြတ်လိုက်ရပါတော့နှစ်ပုတ်ကိုဖြတ်လိုက်ပါတယ်ဂျူလီယာကိုပေါ့နော်ဒီတဲမှာတချို့သူရကြအဲ့လိုမျိုးခုံတော့ကြရပါတော့ဂျူလီယာကတော့အဲ့လိုခုံတတ်ပါတယ်ဒါပေမဲ့မခုံချုံပြင်းနေပေါ့နော်ဟာရရတွေ့ကြလို့မရပါဘူးဂျူလီယာကိုမေးထားတာလေးရမရှိတော့ဘူးเนาะအဲ့ TikTok မှာလာမမေးပါနဲ့ YouTube မှာပဲ comment လေးရေးခဲ့ပေါ့เนาะ comment လေးများများလေးရှိခဲ့ပါဒီတည်းဖြေပေးပါမယ်ဘယ်လိုတက်လဲဆိုလဲကြည့်ဖြေပေးပါမယ် comment လေးလုပ်ခဲ့ပါ comment လေးမေးခဲ့ပေါ့เนาะ comment လေးမှန်းခဲ့လို့ပြောပါ comment လေးမေးခဲ့လို့ဖြစ်တယ်ပေါ့เนาะဒီဗီဒီယိုတစ်ပုဒ်မှာဂျူလီယာကပေါ့เนาะဗီဒီယိုတစ်ပုဒ်မှာဂျူလီယာကပေါ့နော်စိတ်မိရာကြီးပါဖြစ်လို့ရှိရင်တော့ဂျူလီယာတမ်းမှာမယ်ခုကကျတော့ရောဆော့ပြနေရပါတော့โอเคဂျူလီယာတော့ကြည့်ပါနော်ဗီဒီယိုတွေတိုင်းမှာပေါ့နော်ဗီဒီယိုတင်တာလေးရှိရပါတော့အဲ့ဒီမှာအမတယောက်လေးရှိရပါတော့ဂျူလီယာအမှားတော့မဟုတ်ပါဘူးဒီခါမှတော့တွေ့ကြလို့ရှိရင်တော့ဂျူလီယာဒါလေးစမ်းစော်တော့ပေါ့နော်တခါမှဒီလိုမျိုးမခုံဘူးပေါ့နော်ဂျူလီယာအခုမှခုံလို့ရပါ
ပါတီကြရဲ့ရှင်ပြုတ်သွားတက်တယ်ပေါ့နော်အဲ့ဒါကိုဒီကတီးခိုင်ပြီးတော့ခုံပါတယ်အဲ့ကြောင့်မလို့ဒီလည်းမလုပ်ကြဘူးပေါ့နော်ဒီလျာမှာတငယ်ချင်းတွေရောက်ရှိလဲဆိုတာလေးကိုပြပေးပါမယ်ဒီလျာနဲ့ဆော့ကျင်လို့လာအပ်ထားတဲ့သူလေးရောမရှိဘူးပေါ့နော်ဒီလျာကိုလာအပ်လို့ရပါတယ်ဒီလျာအကောင့်နံပါတ်လေးကိုဂျူလီယာလို့ပဲရေးထားပါတယ် JULIA ပေါ့နော်အဲ့အကောင့်လေးကိုရိုက်ချပြီးတော့လာအပ်လို့ရပါတယ်ဂျူလီယာလာအပ်တဲ့သူလေးကိုလည်းဟာဖြစ်ပေးမယ်ပေါ့နော် friend လုပ်ပေးပါမယ်အောင်လာအပ်တဲ့သူလေးကိုလည်းအကောင့်ကိုဖြည့်ပေးပါမယ်ဖန်လို့ရှိရင်သူတွေကကြတော့မြန်မြန်လေးလုပ်ပေးပါနော်ဖန်ဖြစ်ရှင်တဲ့သူတွေကိုပြောတာပါစွန်ချက်လို့လည်းရတယ်တူလို့လည်းရတယ်ပေါ့နော်ကတော့ပြကြပါပဲအကြောင်းမလို့အားလုံးပဲဒီနေ့ပြီးတော့ဒီလောက်အားလုံးပဲဖြစ်ကြရင်တော့ video လေးဆက်ပြရမယ်အဲ့ဒါမှတော့3ရက်ကြာတစ်ခါ2ရက်ကြာတစ်ခါပေါ့နော်တင်ပြမယ်ဒီလေးရအောင်လေးပြတော့ပါနဲ့ Okay အားလုံးပဲဒီနေ့ပြကြပါပဲအားလုံးပဲ bye bye